Infinix ဖုန်းတွေအကြောင်းကိုကျွန်တော်ပြောတိုင်းမှာ Snapdragon chip ကိုမသုံးသေးဘူးလား Snapdragon chip ကိုမသုံးသေးဘူးလားဆိုပြီးတော့မင်းနေကြတဲ့သူတွေအတွက် Infinix ရဲ့ Note series တွေထဲမှာပထမဦးဆုံး Snapdragon chip ကိုသုံးထားတဲ့ဖုန်းလာပါပြီဗျာတခြားတော့မဟုတ်ဒီ Infinix ဖုန်းတွေထဲမှာ price to performance ကောင်းလာပါတယ်ဆိုတဲ့ Note series တွေက Infinix ရဲ့ Note 60 Proဆိုအရင်ဆုံးဈေးနှုန်းအနေနဲ့စပြောမယ်ဆိုရင်ဒီ Note 60 Pro ရဲ့ဈေးနှုန်းတွေက14သိန်း4900နဲ့ရောင်းပေးမယ်လို့သိရတယ်ပြီးတော့ဒီတစ်ခေါက် Infinix Note 60 series မှာ Note 60 Pro Note 60နဲ့ Note 60H သုံးမျိုးလုံးကိုမြန်မာနိုင်ငံမှာရောင်းပေးသွားမယ်လို့လည်းသိရတယ်ဒါအောင်မှ Infinix Note 60 series ရဲ့ဝယ်မယ်ဆိုလို့ရှိရင်တသိန်းခွဲတန် 20,000 mAh power bank တစ်လုံးကိုလက်ဆောင်ပေးသွားမယ်လို့လည်းသိရတယ်ပြီးတော့29ရက်2လ2026ကနေပြီးတော့ pre-order စပြီးမှာလို့ရမယ်9ရက်3လ2026ကျရင်စပြီးရောင်းချပေးသွားမယ်လို့လည်းသိရတယ်။ Okay အဲ့တော့ကျွန်တော်အရင်ဆုံး design ပိုင်းလေးနဲ့စလိုက်အောင်။သူကဒီမှာကျွန်တော်ပြထားတဲ့အတိုင်းပဲအယောင်6ရောင်လာမယ်။ဒါမှမဟုတ်လောလောဆယ်ကျွန်တော်ရထားတဲ့အယောင်ကတော့ဒီနှစ်ပိုင်းအတွင်းဖုန်းတွေထဲမှာရေပန်းစားတဲ့အယောင်လို့ပြောလို့ရတဲ့လိမ်မော်ရောင်ပေါ့နော်။ဆိုတော့ဖုန်းရဲ့နောက်ကျောဘက်မှာသူက rectangle shape camera housing ထဲမှာ active matrix display လေးကိုထည့်ပေးထားတယ်။ဒါလေးကိုကျွန်တော်ပြီးမှဆက်ပြောပြမယ်။ပြီးတော့သူ့ရဲ့ဘေးဘက်က frame တွေကိုတော့ metal frame ပေါ်မှာ aluminum unibody design နဲ့ဆိုတော့ဘေးဘက်မှာဖူးထစ်တာတွေမရှိတော့ဘဲနဲ့ heavy link တော်တော်လေးကောင်းတယ်အဓိကတော့သူ့ရဲ့အထူက 7.45mm ဆိုတော့ပါရတဲ့ထဲမှာပါတယ်ပေါ့နော်ဒါမှမဟုတ်အလေးချိန်ကလည်း196 gram ရှိတာရဲ့နောက်ပြီးဒီ down တွေကိုလုံးဝ rounded edge design လုပ်ပေးလိုက်တာကြောင့်လည်းပါလိမ့်မယ်ပုံမှန်လေးပြောရရင်ဗျာသူ့ကိုကန်ရတဲ့ hand feeling က iPhone 17 Pro Max ကိုကန်ရတဲ့ hand feeling နဲ့တော်တော်လေးဆင်တယ်တခြားထူးခြားတဲ့အနေနဲ့ဆိုရင်တော့ဒီဖုန်းရဲ့ညာဘက်ဘေးမှာစိတ်ကြိုက်ကျွန်တော်တို့ customize လုပ်လို့ရမယ် one tap button လေးကိုထည့်ပေးထားတယ်နောက်တခြားဘက်မှာဆိုရင်လည်းကျွန်တော်တို့ advanced head monitor ပေါ့နော် heart rate တွေပါညာတိုင်းလို့ရတဲ့ button လေးကိုသူထည့်ပေးထားတယ်ဒါမှမဟုတ်ကျွန်တော်စိတ်ဝင်စားတာက Ferrari ကားတွေကို design ထုတ်ပေးတဲ့ Italy design company ဖြစ်တဲ့ Pininfarina နဲ့ Infinix နဲ့ collaboration လုပ်ထားတယ်ပြီးတော့သူတို့ဒီ Note 60 Pro Pininfarina Edition Torino Black ဆိုတဲ့ design သူတို့ဖန်တီးထားတယ်လို့သိရတယ်ဒါလေးကတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်ဆိုတော့ကျွန်တော်ခုနကပြောတဲ့ active matrix design ကိုတွားလိုက်ရအောင်သူကဒီ camera plate တို့လွတ်နေတဲ့နေရာမှာထည့်ပေးထားတာသူကဘာတွေလုပ်ပေးနိုင်လဲဆိုတော့ကျွန်တော်တို့ reminder တွေကြည့်လို့ရမယ်အကောင့်သေးသေးလေးမွေးလို့ရမယ်စိတ်ကြိုက် customize emoji အပြင်မှာ interact လုပ်လို့ရတယ် mini game လေးတွေပါသူမှထည့်ပြီးဆော့လို့ရတယ်ဒါမှမဟုတ်မကြိုက်လဲပိတ်ရင်လည်းပိတ်ထားလို့ရတယ်ဆိုတော့ဒီနောက်ကျောဘက်မှာကျွန်တော်လုံးဝ camera ဘေးမှာလွတ်နေတဲ့နေရာကြီးတဲ့ဆိုင်ဒီလိုမျိုး feature တွေ function လေးတွေထည့်ပေးလိုက်တာဘာမှမဟုတ်အပြင်းပြေရပေါ့နော်ဒါလေးကတော့ကျွန်တော်တော်ဆိုရင်တော်တော်လေးသဘောကျအမှန်ပဲပြီးတော့ display ပိုင်း 6.75 inches ကိုမှ 144Hz high refresh နဲ့ AMOLED panel ကိုသုံးပေးထားတယ် brightness အနေနဲ့ဆိုရင်4500 nits နဲ့လာမယ် resolution အနေနဲ့ဆိုရင် 1.5K resolution နဲ့လာမှာနောက်ပြီးတော့သတိထားမိရသလောက်ဆိုရင်သူ့ရဲ့ display pixel တွေကပပလေးကိုမှတော်တော်ပပလေးတွေဗျာဒါမှရှေ့ကကြည့်လိုက်ရင်သူ့ရဲ့ဒီ display တစ်ခုလုံးက screen to body ratio အနေနဲ့ဆိုရင် 93.1% ရှိရယ်ဆိုတော့ full view experience အပြည့်အဝရတယ်နောက် color accuracy ပိုင်းမှာဆိုရင် 100% DCI P3 နဲ့ဆိုတော့ first impression တစ်ခုအနေနဲ့ဆိုရင်သူ့ရဲ့ display လေးကစိုးစိုးတောက်တောက်ဖြစ်တဲ့ဘက်ကိုသွားရဗျာကြည့်လိုက်တာနဲ့ crispy ဖြစ်ပြီးတော့e-set နေတဲ့ display မျိုးဒါမှဒီ display ကို product လုပ်ဖို့အတွက် Corning Gorilla Glass 7i လိုမျိုး flagship ဖုန်းတွေမှာပဲတွေ့ရများတယ် display protector glass ကိုလည်းသူထည့်ပေးထားသေးတယ်နောက်တစ်ပိုင်းက performance ကဲလာပါပြီဗျာ Infinix က Note series ဖုန်းတွေထဲမှာပထမဦးဆုံး Qualcomm Snapdragon 7S Gen 4လိုမျိုး chip ကိုသုံးလာတယ်လောလောဆယ်ကျွန်တော်လက်ထက်ရောက်တာတိတ်မကြသေးဘူးဆိုတော့ကျွန်တော် benchmark တွေ temperature တွေရောအသေးစိတ်မဆန်းရသေးဘူးဒါလေးတွေတော့ကျွန်တော်စမ်းပြီးတော့ full review ကြမှာပြောပြပေးမယ်ဘာဖြစ်လို့လဲဆိုတော့ Infinix ရဲ့ထုံးစံတိုင်းပဲဒီ Note series တွေမှာဆိုရင် 44Hz တွားထည့်ပေးရဲ့အလျောက် gaming တွေမှာ FPS တွေပေါ့နော် frame per second တွေတော်တော်များများရအောင်လဲတွေ့ရတယ်အဲ့ဒါကဘယ်လောက်ထိအလုပ်ဖြစ်မလဲသိချင်တာရဲ့နောက်ပြီးတော့သူ့မှာထည့်ပေးထားတဲ့ 4758mm square vast 3D vapor cooling chamber ရောဘယ်လောက်ထိ temperature ကိုထိန်းနိုင်မလဲဆိုတာကိုကျွန်တော်စောင့်ကြည့်ချင်တာကြောင့်လည်းပါတယ်ဆိုတော့ကျွန်တော်ကင်မရာပိုင်းဆက်သွားလိုက်အောင် main sensor 50 megapixel aperture f1.59 ဆိုတော့ aperture တော်တော်လေးကျယ်တဲ့ sensor ကိုထည့်ပေးထားတယ်နောက်8 megapixel aperture f2.2 ultra wide sensor ပါလာမယ်အရှေ့ဘက်မှာ13 megapixel aperture f2.2 selfie camera ကိုထည့်ပေးထားတယ်ဆိုတော့ကင်မရာ feature တွေအနေနဲ့ဆိုတော့အများကြီးပဲ vlog portrait super night slow motion dual video skyshot pro move super macro street snapအများကြီးပေါ့နော်တော်တော်လေးကိုစုံတယ်ဒီထဲမှာ live photo လိုမျိုး feature set ပါလာပြီဆိုတော့တော်ယုံကိုက snap တို့ဘာလို့ရိုက်တဲ့သူမျိုးတွေအမြန်ရိုက်တဲ့အချိန်မှာပုံကဝါသွားမှာတွေစိတ်ပူစရာလည်းမလိုတော့ဘူးနောက် portrait မှာဆိုရင်လည်းသူ50mm အထိရိုက်လို့ရအောင် crop ပြီးတော့ရိုက်လို့ရအောင်သူထည့်ပေးထားရပါတော့24mm ရိုက်မလား35ရိုက်မလား50mm ရိုက်မလားဆိုတော့မစိုးဘူးပေါ့နော် portrait မှာဆိုရင်လည်းကျွန်တော်ရွေးချယ်စရာ option တော်တော်များများပါလာတယ် video recording ဘက်မှာဆိုရင်လည်း 4K 30 frame per second နဲ့အရှိရောနောက်ရောကျွန်တော်တို့ရိုက်လို့ရမယ်ဆိုတော့ကျွန်တော်လောလောဆယ်ဆိုင်းတိုင်းပုံလေးတစ်ချက်ကြည့်လိုက်အောင်
ဆိုတော့တခြားအပိုင်းတွေအနေနဲ့ဆိုရင်တော့ audio ဒီနေရာမှာလည်း JBL tuning လုပ်ပေးထားတဲ့ stereo speaker နဲ့လာမယ် stereo speaker အတန်ထွက်ကတော့တော်တော်ယူဖိုက်တယ်ဒါ Infinix Note series ထဲမှာဘာမှပြောနေစရာမလိုတဲ့ level တစ်ခုရောက်လာပြီဒါနောက်ပြီးတော့ကျွန်တော်သတိထားမိတာဒီတစ်ခေါက် Note 60 Pro မှာဆိုရင် haptic လေးပါပို့ပြီးကောင်းလာတော့သတိထားမိတယ်နောက် battery 6500 mAh နဲ့လာမယ်ဒါမှမဟုတ်2ရက်အတွင်းကျွန်တော်စမ်းကြည့်ရတော့ဆိုရင် on screen time ကိုအများတန်း9နာရီအထက်ပေါ့နော်9နာရီဆိုတာအနည်းဆုံးရတယ်ဆိုတော့မစိုးဘူးဒါမှမဟုတ်အပြန်သွင်းမှုအတွက်ကလည်း90 watt နဲ့အဲ့ဒါအပြင်မှာ Infinix Note series ရဲ့ခုနောက်ပိုင်းထုံးစံအတိုင်းပဲ30 watt ထိ wireless charging ကို support လုပ်ပေးထားသေးတယ်ဆိုတော့ဒီနေရာမှာလည်းကျွန်တော်အမှတ်အများကြီးပေးလို့ရတယ် Okay ဆိုတော့ဒီ Infinix ရဲ့ Note 60 Pro first impression လေးကတော့ဒီလောက်ပဲ first impression တစ်ခုအနေနဲ့ကျွန်တော်ဘယ်လိုမြင်လဲဆိုရင်တော့Infinix ရဲ့ Note series phone တွေကကျွန်တော်နှစ်တိုင်းသတိထားမိတယ်ကျွန်တော်တို့စမ်းရတာမပြင်းစရာဘူးတစ်နှစ်မတူတဲ့ features အသစ်အဆန်းလေးတွေပြောဖို့ကောင်းတဲ့ features တွေအများကြီးလိုထည့်ပေးလေးရှိတယ်။နောက်ပြီးတော့ဒီတစ်ခေါက် Note 60 Pro ဆိုလို့ရှိရင်နောက်ထပ် level တစ်ခုကိုတက်သွားပြီးတော့မြင်တယ်။အထူးသဖြင့်ဒီ build quality ဘိုင်းတွေကန်ရတဲ့ hand feeling တွေဘိုင်းမှာတော်တော်လေးတိုးတက်လာတယ်လို့မြင်တယ်။ Okay ဆိုတော့ဒီဖုန်းလေးကိုကျွန်တော် review လုပ်ပေးသွားဖို့ရှိပါတယ်။ဘာတွေဆန်းပေးရမလဲဘာတွေသိချင်လဲဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဗျ။